စိန်ကြောစိန်ခေါ်ရင်စိန်ကြောအကြောင်းကောင်းကောင်းသိသွားမယ်။မပါလို့ရမလားရှင်ကအလုပ်ကိုစီးပွားဖြစ်အောင်မလုပ်ဖ ೇನೆ စေနာဝန်ထမ်းလုပ်ပြီးတပည့်6ပါးလေးနဲ့စိတ်ကူပေးနေရကျမဘာနဲ့သွားစားမလဲဘလို့နေရမလဲပြော A few moments later ရပါတယ်ဗျာရော့စေတနာရှိသလောက်ပါပဲတစ်ထောင်လောက်ပဲထည့်ခဲ့ပါ ဟုတ်ကဲ့တထောင်ဒီခေတ်ကြီးထဲမှာတထောင်ဆိုတာလက်ဖေးတောင်တောက်လို့မရတော့ coffee mix တစ်ထုပ်တောင်600 900ဖြစ်နေပြီဟုတ်တယ်မလားအမဟုတ်ပါတယ်အငယ်မညီယောက်ျားကိုဘယ်ခေတ်မှာနေရလဲဆိုတာသင်ပေးလိုက်ပါအောင်အေးတုံးလိုက်တာအယမ်းပဲဟုတ်ကဲ့ပါဟိုကျမ9000ကြောက်ခဲ့ပါတယ်9000ကြောက်ခဲ့ အော်အဒီယိုပေးပါအမကျေးဇူးတင်ပါတယ်ကျေးဇူးပါရှင် ဟဲ့အဲ့ဒီပေါ့ဒါဟုတ်ပါမလားအမလေးဟဲ့ကိုတော့ပြန်တဲ့ခါဟိုင်လမ်းမသိပါဘူးဟဲ့98သွေးပါမခနိုင်ပါဘူးအော်အဲ့ဒါမင်္ဂလာဆောင်ခါပဲဝေးရသေးတယ်မင်္ဂလာဆောင်နင်းမင်္ဂလာဆောင်တာငါတခါမကြောက်ဘူးကျွန်တော်ဆောင်တာမဟုတ်ကျွန်တော်အဖေနဲ့အမေဆောင်တာအဖေကိုစုတာဘောဟဲ့အမလေးငါတို့ကအပေါင်းဆိုင်တော့ငါတို့ကအပေါင်းဆိုင်ရှင်းအောင်ပြတိုင်းမဟုတ်ဘူး ကောင်းပုံလည်းကြည့်ရနည်းနည်းတော့တနာကိုကောင်းတယ်ပေးတော့ပေးလိုက်ပါဟဲ့1000လုံးမြောက်9000ပဲရမယ်တပတ်တွင်းပြန်ရွေးမယ်ရွေးမေးဘဘဟာလည်းထိုးလိုက် ဟောလဲဘဘလည်း လေဘဘလက်တီးတယ် ကိုလည်းကိုထိုးလိုက်ရပါတယ်ကဲတခါငါနဲ့ကိုတနာလို့မဟုတ်ဘူးနော်ငါလင်ရတနာလို့နင့်ကိုပေးတာအဲ့တော့မောင်ကိုကျေးဇူးတင်ပါတယ်ပြန်ပြောလိုက်ကျေးဇူးတင်ပါအားကျေးဇူးတင်ပါငါလင်ကိုစမိုက်ကြုံလာလားမင်းဟမ်ခင်ဗျားပဲအဲ့လိုပြောဆိုမောင်ကငါခေါ်လိုက်နေမခေါ်ဘူးလေကျေးဇူးတင်ပါတယ်ပြောဟဲ့ကျေးဇူးတင်ရရမောင်နှမလေး3ယောက်ထဲရှိပါတယ်ငါမာတော့လေအနစ်နာခံပြီးတော့တကူရီအပြူကြီးဘွားနဲ့သူတို့ရဲ့အနွန်တာတွေကိုခံလိုက်ရတာသူတို့လင်တွေရဲ့လှုပ်စာများထိုင်စားမလားမှတ်ပါတယ်လင်တွေကလည်းလေတရားမှအသုံးမကျကြဘူး အမလေးပြိုကြီးနဲ့ဂုံစားမနေစမ်းပါနဲ့ဂျူမဲ့လို့မရှိလို့မပြောတော့ဖတ်တယ်မယ်ဟာမကြီးကျယ်လို့မလို့ ဟဲ့ငါပြောတော့ဖတ်သေးကြဘာအချောင်းမှမရှိဘူးကြည်ရုပ်ကြည်နေရလေငါမလို့ခြင်းလို့ငါသာလို့ခြင်းလေစိုက်တက်လျုံခေါင်းခောက်ပြီးယူလို့ရတဲ့သဘောပါ အမလေးရုပ်ရည်ကတော့ပြောစရာမရှိပါဘူးအဲ့ဒီအတန်ကြီးကိုဘယ်သူမှမခွာကြတာဟဲ့ဟောလော်ကင်းကမေးချင်မှာကောင်းလားအော်ကောင်းလားဆိုစကားတော့နဲ့မိုးလေးမှာဟာမ မဟုတ်ဘူးလေတော့ကြည့်ဘိုးတော်ခဏကိုဒဲပေးတာမဟုတ်ဘူးဝိုက်ပြီးပေးတာနောက်တစ်ခါဒီလက်ဆောင်ပစ္စည်းတွေပေးကျင်တယ်ဆိုရှင်တဲ့မပေးနဲ့ကျွန်တော်ရှိရနေတဆင့်ဝိုက်ပြီးတော့ပေးနော်ဘယ်လိုဝိုက်ပြီးဝင်အောင် မနေ့ဖြန်တော့ကနန်းလေးဆရာမနေ့ဖြန်တော့ကနန်းလေးဖြန်တော့ကို နှလုံးသွဲနှလုံးသွဲ အဲ့လိုလားနှလုံးပေးတဲ့ဆရာလည်းမဟုတ်ဘိုးတော်လည်းမဟုတ်ကျုပ်ဟာကျုပ်ဒီမှာဈေးကုနေရဗျာရှုပ်ချက်နဲ့ဒီနေ့အဲ့နှလုံးကိစ္စနဲ့ကျုပ်အိမ်ပေါ်ရောက်တာနောက်ဆုံးဖြစ်ပါစေနော်ဘာမှမရဘူးမဘာလဲမသိဘူးတော်ပြီဗျာသွားကြတော့ဗျာတော်ပြီဘာလဲ 这别这么是干什么？ နောက်ဆုံးပေးရကနာဟိုနောက်ဆုံးပေးရတက်ပါလားကျမယောက်ျားအပင်ဖြားပြီးတော့တတိလစ်နေလို့ဆရာလေးကိုဆေးကူဖို့လာပင့်တာပါ နေပါဦးညီဟိုငါကြီးရွာမှာတခါမှမတွေ့ဘူးပါဘူးညီကဘယ်ရွာကလဲ ကျမဟိုဘက်နေရွာကျော်ကပါကျမယောက်ျားဆန်ဆက်တထေးပါအခုသူငှက်ဖြားမိပြီးတော့တတိလစ်နေလို့ဆရာလေးကိုဆေးကူဖို့လာပင့်တာပါ ကျွန်တော်ကကူတော့ကူပေးခြင်းပါတယ်ဗျာဒါပေမဲ့အချိန်ကလေနည်းနည်းလင့်နေတော့ဒီလိုလုပ်လိုက်ကျွန်တော်မနေ့ကညရင်လာခဲ့မယ်နော် ယောက်ျားရဲ့ဒီဘောင်းမှာပြောလို့မပြီးသေး9000လိုက်ပါအောင်ယောက်ျားရဲ့ ဖြစ်နိုင်တခါလေးလိုက်ကြည့်ပေးပါလားဆရာလေးရဲ့ငွေကြေးရဒီကမဟုတ်ပါဘူးဆရာလေးရဲ့ချီတော့ကောက်လဲကြိုက်တဲ့လောက်တောင်းပါကျမပေးပါမယ်ကျမယောက်ျားရဲ့တက်ဖို့တာကဲပေးပါနော်ဆရာလေးနော် ကျွန်တော်ငွေကြီးကြောင့်မဟုတ်ဘူးဗျငွေကြီးကအရေးမကြီးကျွန်တော်အလကားတော့ကူပေးလိုက်ရှင်တာ ဟွန်း 这都没法的，弄个东南老个的，抽的把比较快乐对比呀，对比。哎，因为这跟那些都快递那个便宜。好看那女的。哦嘛ခင်တန်း22နဲ့ကောင်းမှုဟောဒါဆိုရင်တို့ဒီနဲ့လိုက်ဖို့တဲ့တယောက်ရေသူမိမရဲ့ချောင်းထဲမှာမကြောင်းဆွဲခဲ့တဲ့တယောက်ရေသုံးယောက်ကတယောက်တည်းပဲပေါ့ ဒါပေါ့တယောက်တည်းပဲဟာ သေတာသေချာသွားပြီပေါ့ အော်ဟုတ်ပါတယ်အဲ့ဒီအိမ်ကတရေကိုလေနှင်းထုတ်ပေးမယ်ဆိုရင်ကျမအလကားမခိုင်းပါဘူးတိတ်တရာကတော့ဟေး တိတ်တရာ ညာလိုက်တာပြောတာမျိုး
သိန်းတရား ခုညီမမလားယင် ကျွန်တော်လေးညီနေလုံးလေကိုစင်ပြောလေလက်ကဟုတ်ကဲ့ 你看来吧，有家耶。 A few moments later. ဆရာဒီအိမ်ပဲ ဟုတ်လား ဟုတ်ဆရာဒီအိမ်ကဟိုအောင်ရှင်းလင်းပေးရမှာနော်အော်ဟိုဆရာလေးရှင်းပြီးဟိုကျမဖုန်းဆက်လိုက်နော်ဟိုကျမတော်တော့မရှိ ဟင်တော်မလား ဟုတ်ကျမတော်တော့နော်ကိစ္စရှိလို့ရှိတယ် မနေဦးလေဟာမကြည့်ပါတော့အခုမှတည်းရအားသေးတယ်ဒီမှာအင်းရှင်းရအေးတကယ်စင်းကော်ပြပေးကြတယ်လို့တော့ဒီကိစ္စခမရလည်းစားတာခမရရှင်းရ ဟဲ့ငါဘာလို့ရှင်းမှာငါမရှင်းတတ်တာမင်းစီကလေ ခဏလေးကျွန်တော်အိုင်ရရအောင် လဲပါဒီလိုလုပ်တယ်ကျွန်တော်ပြောတယ်လဲကမာယာနဲ့တရေကိုညှို့ဆိုပြီးအခန်းထဲကိုထည့်ပြီးတော့ ဟဲ့မဟုတ်တာလေဟဲ့ဘယ်ရမလားနဲ့ကွာအထီးမမသိဘူးလေ စိန်ကြောင်စိန်နှခါနဲ့နော် ရကြရဲ့ ကြောက်ဘူးပဲတရေကြောက်ဘူးပါဘူး ပါလေကို အေးဟုတ်တယ်ဟုတ်ပါဗျာတော့တူလားဝေစားတာချွတ်လိုက်ကွက်တိမယ်နော် တိုင်းတိုင်းတော့ပြေးတိုင်းနော် မဟုတ်ပါဘူးဝေစားတာချင်းလိုက်ကွက်တိတယ်လို့ပြောလို့ဘလို့ပြလို့လဲအားကြီး အေးဟုတ်ပါရဲ့မယ်လေးတော့မှပို့ပါလိုက်သေးတယ်ဟဲ့ငါသိပြီငါကလေအကျိတ်ဘွားတော့ဒီဟိုတယ်ရဲ့ပိုင်ရှင်များလားမသိဘူးနော် ကဲပါလာပါသွားရအောင်လို့သွားရအောင် ဒီဘလို့တက်ကြလဲ မင်းလားရှင်ငါ့ကိုပဲဖတ်နေတော့တာပဲငါပါပေးလိုက်တော့မယ်နော် ဟောနားက 这个呢？这里个是吧？都有。 ဟိုဓာတ်တွေကကောင်းလားမကောင်းလားလည်းမသိပဲနဲ့လာပါဒီကိစ္စပဲတဲ့ 哎，你看你自己了。 ဒီလိုလုံးတယ်မှာဟော 叫我等一下唱点歌。叫我ရတာတွေ့တယ်လက်ကောက်မခေါ်တော့ဟဲ့ဟဲ့ဟုတ်ပါဘူး 叫我有，哎呀，叫我。巴鲁，圣乔，圣乔，你鲁妈呢？妈呢？圣乔。 မေခဟိုဒီလိုလုပ်ပါလားညီယောက်ျားကိုဒီညငါနဲ့အိတ်မယ်လို့အဲ့ဒါသွားပြောပေးပါလားဘာဟမ်ဘလို့ဟမ်အော်ညီယောက်ျားစိန်ကျော်ဒီညငါနဲ့အတူတူအိတ်မယ်လို့အဲ့ဒါသွားပြောပေးပါလားလို့မေညာအမရန်လောပါပြီဘာဖြစ်လို့လဲ အဲ့ကြောင့်မဲခမျက်နှာလေးလွယ်လိုက်တာလေနှစ်ယောက်သားပူးပတ်ပြီးပြစ်စင်တာကိုပြစ်နေတော့လားအမလေး အေးနေပါဦးငါယောက်ကသူ့ယောက်ျားနဲ့ဆွဲရလောင်အရမ်းများနှုတ်နေလို့လားမှန်လေးပါလေတွက်ကြည့်လိုက်အောင်ဟိုမေခသဝင်တို့လဲတိုးချင်းစရာပဲငါမတရားတွေနှုတ်နေလို့နေမှာမင်းစားဖို့လည်းအဲ့လိုငိုးယူပြောကြမှာမဟုတ်ဘူးဘာဖြစ်တာလဲ ကျုပ်တွေးလိုက်ပြီတော့တွေးလိုက်ပြီ ဘာဟုတ်တွေ့လဲ တရေ
ဖြစ်လို့မရှိပါဘူးတရေ ပြီးသွားတယ် ဟမ် ပြီးသွားတယ် ဒီမှာပြန်ဘာလို့နိုင်နေရတော့ရှင်းရှင်းလေးနဲ့ပြောပါပြီးတော့ပြီလေဘာလဲဟာသွားပါပြီကွာဟဲ့မင်းကဘာဖြစ်နေလဲကြောင်မန်းကြီးတော့ဖဲချောင်းနေရလားစိန်ကြောင်စိန်မခေါ်နဲ့နော် စိန်ကျော်ရဲ့နာနာဘောဆိုအဲ့လိုပြောလို့မရဘူးလေသူအမြတွေပဲလူကျွန်တော်နေမှာပေါ့ငါပြလိုက်မယ်ကုသိုလ်အမြတာဒီတာမတာလက်တာဘာလဲ ဖြူကြီးကမြန်မာစကားဘယ်လိုလုပ်နားလဲမှာလဲလို့မေခါတော့တန်ဖိုးလို့ပြောရအောင်လေဘာမှမဖြစ်ဘူးဒီတိုင်းနေနေတာအားသိနေတယ်မမတကူကူလို့ ဘာဟိုတင်းမောသားနဲ့ကြိုက်တော့ဘိုးလုံးမဟုတ်တယ် ဘာဘလို့ပြောတယ်မှာ အေးအဲ့ဒါပဲဟုတ်ပါဘူး လေမောင်လူကြီးပြီးတော့သူတို့ရမှာလေ ဟုတ်တယ်ဘုံနေနေသားပြောပါ brother please look at me open your ear open your ear okay yeah I